Hello ဒေါက်တာသီရိ Healthy Living Channel မှာကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာပြောချင်တဲ့အကြောင်းအရာကတော့လေကောင်းယောဂါကိုသက်သာစေမယ်။စောင့်သင့်တဲ့အချက်၈ချက်၊ရှောင်သင့်တဲ့အချက်၄ချက်၊လိင်စေးတောက်ဆေးများအကြောင်းနဲ့ Minimally Invasive Therapy လို့ခေါ်တဲ့ခေတ်မီကုထုံး2မျိုးအကြောင်းဗဟုသုတအနေနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့လေကောင်းဖြစ်ပြီဆိုရင်လှုပ်ဆောင်သင့်တဲ့အချက်၈ချက်ကတော့လေကောင်းအနာကိုမထိခိုက်အောင်ရေစွတ်ထားတဲ့အိမ်နာသုံးစက်ကူအသုံးပြုပါပြင်ပထွက်နေတဲ့လေကောင်းကိုညင်သာစွာပြန်သွင်းပေးပါလေကောင်းနေရာတစ်ဝိုက်တန့်ရှင်းပြီးခြောက်တွေ့အောင်ပြုလုပ်ပေးပါရေများများတောက်ပြီးအမြင့်ဓာတ်များများပါတဲ့အသီးအရွက်စားပေးပါအရက်နဲ့ကော်ဖီရှောင်သင့်ပါတယ်မိနစ်20ခန့်လေကောင်းနေရာကိုရေနွေးစိမ်ပေးပါလေကောင်းကိုရေခဲကပ်ပေးပါတင်ပစုံနဲ့စအိုနေရာများတွင်ဖိအားကိုသက်သာစေပြီးသွေးလက်ပတ်မှုပုံမကောင်းမွန်စေတဲ့ Child Pose, Wind Relieving Pose စတဲ့လေ့ကျင့်ခန်းပုံမှန်လုပ်ပေးသင့်ပါတယ်။ဒုတိယအနေနဲ့လေကောင်းယောဂါဖြစ်ပြီဆိုရင်ရှောင်သင့်တဲ့အချက်၄ချက်ကတော့အိမ်နာသုံးစက်ကူ6ကျန်းများဖြင့်ကြမ်းတမ်းစွာဖိတုပ်ခြင်းကိုရှောင်ကျဉ်ပါဝမ်းသွားခြင်းနာကိုနာကျင်မှာဆိုပြီးအောင့်ထားခြင်းမျိုးမလုပ်သင့်ပါပြင်ပထွက်နေတဲ့လေကောင်းကိုပြင်းပြင်းထန်ထန်ဖိသွင်းခြင်းကိုရှောင်ကျဉ်ပါအိမ်သာမှာအချိန်ကြာကြီးခိုင်ခြင်းကိုရှောင်ရန်လိုအပ်ပါတယ်တတိယအချက်အနေနဲ့လေကောင်းယောဂါကိုသက်သာစေမယ်လိင်စေးတောက်ဆေးတွေအကြောင်းပြောပြပေးပါမယ်လေကောင်းလိင်စေးတွေမှာအဓိကပြောချင်တာကဟိုက်ဒရိုကော်တီဇုန်းလို့ခေါ်တဲ့စတီရိုက်အကြောင်းပါဟိုက်ဒရိုကော်တီဇုန်းဟာနောက်ဆက်တွဲဆိုးကျိုးအများကြီးရှိတဲ့အတွက်ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းအတိအကျလိုက်နာပြီးမှလိမ့်ရမှာဖြစ်တယ်။တပတ်ထက်ပိုပြီးလိမ့်လို့မရပါဘူး။အဲဒါကြောင့်လေကောင်းယောဂါရှင်အနေနဲ့မိမိဘာသာမိမိစေးဆိုင်မှာလိမ့်စေးဝယ်လိမ့်မယ်ဆိုရင်ဟိုက်ဒရိုကော်တီဇုန်းပါတာတွေမလိမ့်သင့်ပါဟိုက်ဒရိုကော်တီဇုန်းမပါတဲ့နေတိုင်းရေရှည်လိမ့်လို့ရတဲ့လေစေးခရင်အမျိုးအစားများဖြစ်တဲ့ Pilus, Roatenna ခရင်လိုမျိုးလိမ့်စေးတွေလိမ့်လို့ရပါတယ်လေကောင်းကနာရင်ပါရာစီတမောတောက်လို့ရပါတယ်အကြိုက်ခဲပျောက်ဆေးအပြင်းစားများဖြစ်တဲ့ Ibuprofen နဲ့ခိုရင်းပါတဲ့ဆေးတွေလုံးဝမတောက်သင့်ပါ Ibuprofen ကသွေးကျဲစေနိုင်တဲ့အတွက်လေကောင်းကြောင့်သွေးထွက်တာကိုမရက်ပဲပိုဆိုးစေနိုင်ပါတယ်ခိုရင်းကဝမ်းချုပ်တာမျိုးဖြစ်စေတဲ့အတွက်လေကောင်းကိုပိုဆိုးစေနိုင်ပါတယ် Flavonoid တောက်ဆေးအုပ်စုဖြစ်တဲ့ Deflon, Flavoria, Citurol စတဲ့အမျိုးအစားတွေကတစ်ခုခုတောက်လို့ရပါတယ်။ Flavonoid တောက်ဆေးဟာသွေးပြန်ကြောကိုတန်မာစေပြီးသွေးလည်ပတ်မှုကောင်းစေတဲ့အတွက်လေကောင်းကြောင့်နာကျင်ရောင်ရမ်းပြီးတွေးထွက်တာကိုသက်သာစေတယ်။တောက်ရမယ့်ဆေးပမာဏနဲ့တောက်နေတဲ့အခြားဆေးဝါးတွေနဲ့တဲ့မတဲ့ချိန်ဆရန်ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်သင့်ပါတယ်။ဒီဆေးတွေကဘေးထွက်ဆိုးကျိုးဖြစ်တာရှားပါတယ်။အစာမကြေတာ၊အော့အန်တာ၊ဝင်းသွားတာစတာတွေလောက်ပဲဖြစ်နိုင်ပါတယ်။ကိုဝင်ဆောင်နေခြင်း၊နို့တိုက်နေခြင်းအသေးယောဂါနဲ့ကြောက်ကက်ယောဂါရှိပါကဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှတောက်သင့်ပါတယ်။ဝင်းချုပ်ရင်လေကောင်းကိုပိုဆိုးစေတဲ့အတွက် Lactulose အမျိုးအစားများဖြစ်တဲ့ဝင်းပျော်ဆေး MON, Evolet လိုမျိုးဆေးတွေတောက်ပေးလို့ရပါတယ်။ဒုတိယအချက်အနေနဲ့ခွဲစိတ်စရာမလိုပဲအလွန်ထိရောက်မှုရှိတဲ့ Minimally Invasive Therapy လို့ခေါ်တဲ့ခေတ်မီကုထုံး2မျိုးSclerosant ထိုးဆေးနဲ့လေသာအကြောင်းပြောပြပေးပါမယ်။နံပါတ်1ကုထုံးကတော့ Sclerotherapy ပါ။ Sclerosant ဆေးရည်ကိုလေကောင်းအောက်ခြေကိုထိုးသွင်းခြင်းဖြင့်လေကောင်းကိုကျုံစေပါတယ်။ဒီခေတ်မီထိုးဆေးကုထုံးကတော့ပထမအဆင့်သို့မဟုတ်ဒုတိယအဆင့်လေကောင်းယောဂအတွက်အဓိကကုသမှုဖြစ်တယ်။နံပါတ်2ကုထုံးကတော့ Laser Hemorrhoidoplasty ပါ။လေကောင်းနေရာသို့လေဆာပရုတ်ထည့်ပြီးလေဆာရောင်ခြည်ဖြင့်ကုသပေးခြင်းဖြစ်တယ်။လေဆာအပူစွမ်းအင်ဟာလေကောင်းသို့သွေးထောက်ပံ့နေသောသွေးကြောငယ်များကိုပိတ်ဆို့လိုက်ပြီးရက်သက်တစ်ပတ်အတွင်းလေကောင်းကိုကျုံသွားစေပါတယ်။ဒီခေတ်မီလေဆာကုထုံးဟာအပြင်ထွက်လာတဲ့လေကောင်းအဆင့်3နဲ့4အတွက်အလွန်ထိရောက်မှုရှိပါတယ်။တမယိုးကျခွဲစိတ်မှုနဲ့နှိုင်းယှဉ်ပါကနာကျင်မှုနည်းပါတယ်။ရက်ပိုင်းအတွင်းပုံမှန်လုပ်ငန်းဆောင်တာတွေကိုပြန်လည်လုပ်ကိုင်နိုင်ပြီးဆေးရုံဆေးခန်းတွင်ကြာနေရန်မလိုအပ်ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျန်းမာရေးဗဟုသုတနဲ့ပတ်သက်တဲ့ update အချက်အလက်များကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ဒေါက်တာသီရိ Healthy Living Channel ကို Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်ရှင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်